နိုင်ငံတနိုင်ငံရဲ့လွတ်လပ်ရေးအချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခံပြီးအတွက်နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဆိုတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ပါပြဋ္ဌာန်းချက်များကိုလက်တွေ့အကောင်အထည်ဖော်ခဲ့ပြီးပြည်သူ့စစ်မှုထမ်းအမှတ်စဉ်တင်မြင့်ဆောင်2024မှာမိမိဆန္ဒလျောက်စိတ်အားထက်သန်စွာပါဝင်ဆင်းပေးပြီးတာဝန်ထမ်းဆောင်ခဲ့ကြသောပြည်သူ့စစ်မှုထမ်းများသည်ယခုကတတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်အဲဒီလိုတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့နိုင်ငံသားကောင်ပြည်သူ့စစ်မှုထမ်းများအားပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားကိုဒီကနေ့မှာတိုင်းစစ်ဌာနချုပ်တည်တည်မှာကျင်းပပြုလုပ်ရာတိုင်းဒေသကြီးပြည်내လိုက်ဝင်ကြီးများဝင်ကြီးချုပ်များကာကွယ်ဦးစီးချုပ်ရုံးကြီးမှတပ်မတော်ရာရှိကြီးများသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှတိုင်းမှူးများနှင့်တာဝန်ရှိသူများဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တပ်မှတ်စစ်မှုထမ်းကာလကိုတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးမြောက်ခဲ့တဲ့ပြည်သူ့စစ်မှုထမ်းများနှင့်၎င်းတို့ရဲ့မိသားစုများတက်ရောက်ကြပါသည်အခမ်းအနားများမှာတိုင်းဒေသကြီးနှင့်ပြည်내ဝန်ကြီးချုပ်များကာကွယ်ဦးစီးချုပ်ရုံးကြီးမှတပ်မတော်ရာရှိကြီးများနှင့်တိုင်းမှူးများကဂုဏ်ပြုအမှာစကားများအသီးသီးပြောကြားကြပြီးတာဝန်ကျေပွန်စွာစစ်မှုထမ်းဆောင်၍တပ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့တဲ့နိုင်ငံသားကောင်ပြည်သူ့စစ်မှုထမ်းများအားပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ပါတယ်အဲဒီနောက်တိုင်းဒေသကြီးနှင့်ပြည်내ဝန်ကြီးချုပ်များတိုင်းမှူးများနှင့်တာဝန်ရှိသူများကအခမ်းအနားသို့တက်ရောက်လာကြသူများအားလက်ဖက်ရည်ဝိုင်းများဂုဏ်ပြုနေ့လည်စာများဖြင့်တည်ခင်းဧည့်ခံခဲ့ကြပြီးနိုင်ငံသားကောင်စစ်သည်များအားရေရေနီနီလိုက်လံနှုတ်ဆက်ကြပါသည်တပ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့တဲ့ပြည်သူ့စစ်မှုထမ်းများအနေဖြင့်၎င်းတို့ရဲ့ဘဝမှာနိုင်ငံတော်အပေါ်တစ္ဆာဆောင်တည်မှုစည်းကမ်းလိုက်နာမှုနှင့်ကိုယ်ကျိုးမဖက်ဆွန့်လွတ်နစ်နာခံမှုတို့ဖြင့်ပေးအပ်လာသောတာဝန်များကိုဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသူများဖြင့်ကပည့်မော်ကွန်းထိုးမှတ်တမ်းဝင်ခဲ့ကြပြီးဖြစ်ပါတယ်နိုင်ငံတော်နှင့်တပ်မတော်နှင့်ဖြင့်လည်း၎င်းတို့စစ်မှုထမ်းဆောင်စဉ်ကာလတစ်လျှောက်မှာရသင့်ရထိုက်တဲ့အကျိုးခံစား권များရစာရိက္ခာနှင့်အခြားထောက်ပံ့မှုများရရှိစေအတွက်စနစ်တကျဆောင်ရွက်ပေးခဲ့ပါသည်ပြည်သူ့စစ်မှုထမ်းများသည်စစ်မှုထမ်းကာလပြီးဆုံးပါကမိမိသဘောဆန္ဒလျောက်တပ်မတော်မှဆက်လက်မှုထမ်းဆောင်လိုပါကထမ်းဆောင်နိုင်ခြင်းကုမ္ပဏီဝန်ထမ်းများဖြစ်ပါကယခင်အလုပ်ကိုင်သို့မဟုတ်အလားတူရာထူးတိုင်းပြန်လည်ခန့်အပ်ခြင်းနှင့်နိုင်ငံတော်မှပေးအပ်ခြင်းနှင့်ထိုက်သင့်သောအကျိုးခံစား권များကိုရရှိမှာဖြစ်ပါသည်ဒါအပြင်တပ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ပြီးသူများကိုအလောက်ကိုင်ရရှိစေနှင့်ပတ်သက်၍လည်း၎င်းတို့ဆန္ဒပြုတဲ့အလောက်ကိုင်များကိုတပ်မှတ်ချက်များနဲ့ညီခန့်အပ်ပေးနိုင်ရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများကပြည်တွင်းပြည်ပအလောက်ကိုင်ခန့်အပ်နိုင်ရေးလုပ်ငန်းကော်မတီများနဲ့ချိတ်ဆက်၍လိုအပ်တာများဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်ဒါအပြင်နိုင်ငံတာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့နိုင်ငံသားကောင်ပြည်သူ့စစ်မှုထမ်းအချို့သည်လည်းနိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုဆက်လက်ထမ်းဆောင်လိုတဲ့အတွက်ကိုယ်တိုင်ဆန္ဒပြု၍တပ်မတော်မှဆက်လက်တာဝန်ထမ်းဆောင်ကြသည်များလည်းရှိကြကြောင်းသိရပါတယ်
အခုကဲ့သို့နိုင်ငံတာဝန်များကိုခြေပွန်စွာထမ်းဆောင်၍တက်မှတ်ကာလပြည့်မြောက်ခဲ့ကြတဲ့နိုင်ငံသားကောင်ပြည်သူစစ်မှုထမ်းများအားဂုဏ်ပြုချီးမြှင့်တဲ့အခမ်းအနားသည်နိုင်ငံတော်အတွက်နိုင်ငံသားကောင်များပြီးတာဝန်ခြေပွန်စွာထမ်းဆောင်ခဲ့ကြသူများကိုထိုက်တန်တန်ဖိုးထားခြင်းဖြစ်ပြီးနိုင်ငံတော်နှင့်ပြည်သူအကြားယုံကြည်မှုနှင့်တာဝန်သိမှုကိုဖော်ပြတဲ့သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်ရာလက်ရှိတာဝန်ထမ်းဆောင်လျက်ရှိတဲ့ပြည်သူစစ်မှုထမ်းများနဲ့တင်တန်းတက်ရောက်နေဆဲဖြစ်တဲ့ပြည်သူစစ်မှုထမ်းများနောင်လာနောင်သားမျိုးဆက်သစ်လူငယ်လူရွယ်များအတွက်လည်းစံနမူနာကောင်းတစ်ခုပင်ဖြစ်ပါတယ်တမတ်ကာလပြည့်မြောက်ခဲ့တဲ့နိုင်ငံသားကောင်ပြည်သူစစ်မှုထမ်းများရဲ့စကားသံများကိုလည်းအခုလိုပဲကြားသိရပါတယ်ခင်ဗျာကျွန်တော်ဒီပြည်သူ့သမ္မတကိုဝင်ရတဲ့အကြောင်းရင်းကတော့ဥပဒေပြဋ္ဌာန်းလိုက်ဆိုတဲ့ကကျွန်တော်ရည်ရွယ်ချက်လေးရှိလို့ရည်ရွယ်ချက်လေးပြည့်မြောက်ကျွန်တော်ဝင်ခဲ့ရပါဒီနှစ်ကာလမှာလည်းတွေ့ကြုံခဲ့ရတော့ဒီစစ်တီရဲ့စစ်သားတယောက်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေသူတို့ဘယ်လိုကြော်ပြတ်နေရမယ့်ဟာတွေကိုကျွန်တော်တို့သိခဲ့ရပါတယ်အနီးကပ်ကျွန်တော်ကိုယ်တိုင်လည်းသူတို့နဲ့ပူးပေါင်းပြီးတော့နှစ်ကာလပြီးဆုံးနေပြီကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်ကာလပြီးတော့နောက်ဝင်လာမဲ့လူငယ်တွေကိုလည်းကျွန်တော်တို့ဗာပြောကြတယ်ဆိုတော့ကိုယ်တိုင်ကြိုးစားကြည့်ပါဘေးစကားတွေကိုမယုံပါနဲ့ကိုယ်တိုင်လုပ်ကြည့်မှကိုယ်တိုင်သိမှာပါမြည်တည်ရမှာကိုစဉ်းစားဆင်ခြင်ဉာဏ်နဲ့ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ဝင်သေးခြင်းလို့ကျွန်တော်အကြံပြုလို့ချင်ပါတယ်။ဒါအောင်ထမ်းဆောင်နေတဲ့တော့တွင်ကျွန်တော်ပညာရည်လည်းရပါတယ်။ပညာအပြင်ကျွန်တော်ကားတွေအေးစီးကားတော်တော်များများနဲ့တက်တွင်းလုံးကားတွေကိုလည်းပြည့်ပြည့်ထဲထဲနဲ့အထိကိုကျွန်တော်တက်မြောက်ခဲ့ပါတယ်။အခုနှစ်နှစ်တောင်ထမ်းဆောင်တဲ့တော့တွင်ကျွန်တော်စင်ပီပီချောချောမွေ့မွေ့တက်မှာနေထိုင်ခဲ့ရပါတယ်။စသရအားလုံးအဆင်ပြေပါတယ်။နောက်လာနောက်သားအနေနဲ့နောက်ညီကိုမောင်မောင်ရအားလုံးလည်းဒီပြည်သူ့စစ်မှုထမ်းတွေကိုမကြောက်မရွံ့ပဲနဲ့တောင်းဝထမ်းဆောင်လို့ဝင်စေချင်ပါတယ်